Namo Dada Bhagavato Arahato Dhamma Sambuddhassa Namo Dada Bhagavato Arahato Dhamma Sambuddhassa Namo Dada Bhagavato Arahato Dhamma Sambuddhassa Buddham Saranam Gacchami Dhammam Saranam Gacchami Sangham Saranam Gacchami Bhiya Buddha Duragam Yadoha Buddha Gaya Mimyama Go Yabyi Surane Patama Uzong Myendwe Jaya Magaro Mahabodhi Siridom Yajive Pshabare Siridom Yaji
ပထမဆုံးလှူရှင်ကတိရိဓမ္မသောကမင်းကြီးဖြစ်ပါတယ်ခရစ်နှစ်ရာစုခန့်မှာတော့မာဂရာတိုင်းဘုရင်တစ်ပါးဟာယခုလက်ရှိစေတီတော်ပုံစံကြီးဖြစ်အောင်ပြုပြင်တည်ဆောက်ခဲ့တယ်လို့သိရပါတယ်နောက်ပိုင်းခေတ်အဆက်ဆက်မှာတော့ဘာသာခြားတို့ရဲ့ဖျက်ဆီးတာကိုလည်းခံခဲ့ရပါတယ်မြန်မာကောဇာ1239ခုနှစ်မှာတော့မြန်မာမင်းနှုံမင်းဟာအိန္ဒိယနိုင်ငံကလကတ္တာမြို့မှာနန်းဆိုင်နေထိုင်တဲ့ဝိတိုရိယဘုရင်မထံအကြောင်းကြားတဲ့အတွက်ဘုရင်မကြီးကမင်းနှုံမင်းကြီးကိုစားစေတီတော်မြတ်ကြီးကိုပြုပြင်ပေးခဲ့တာဖြစ်ပါတယ်Saranam gacchami ဗုဒ္ဓအလောင်းတော်သည်ဥရုဝေလတော်မှာ6နှစ်တိုင်ဆင်းရဲခံ၍တပအကျင့်ကိုကျင့်ခဲ့ပါတယ်လမ်းမခဲ့တဲ့အတွက်မစ္စည်းမပရိပဒါလမ်းစဉ်သို့ပြောင်းကျင့်ရန်ဥရုဝေလတော်မှထွက်ခဲ့ပါတယ်ဒေနာနီကုန်းရွာနီးမှာရှိတဲ့သုဇာတတထေသမီးကတ်လူတဲ့တသိန်းတန်ရွှေကွက်နဲ့ကနာနိုဇွမ်းကိုလှူခံငါဖုံးပေးတော်မူပြီးရွှေကွက်ကိုနေရင်စရာမြစ်မှာမျောခဲ့ပါတယ်ညနေပိုင်းမှာမြစ်ကိုဖြတ်ပြီးတစ်ဖက်ကမ်းမှာရှိတဲ့ဖွားဘတ်တော်ညောင်မင်းတော်ကိုရောက်ရှိခဲ့ပါတယ်မြတ်ဗုဒ္ဓဟာဤပလင်တော်ကြောင့်ငါဖျားဖြစ်သို့ရောက်ရှိသည်ဟုတွေးကာတတ်မဲ့ဖြစ်သောပလင်တော်ဤကျေးဇူးကိုအောက်မေ့သောအဖြစ်မမိတ်သောမျက်စိဖြင့်ပလင်တော်ကိုစူးစိုက်ကြည့်ကာ9ရက်ပတ်လုံးသရင်သုံးနေထိုင်ခဲ့သည့်အာနိမိတတတ္တဟသည်ဒုတိယတတ္တဟဖြစ်ပါတယ် Dhammam Saranam gacchami Sangham မြတ်စွာဘုရားဟာမဟာဗောဓိပင်မအနောက်မြောက်တောင်ရှိနတ်မြမတို့ဖန်ဆင်းတဲ့ယရနာဂရရွှေအိမ်မှာ9ရက်ပတ်လုံးဇန်တော်မူကားအဘိဓမ္မာပိဋကတရားတော်များကိုသုံးသပ်ဆင်ញင်တော်မူခဲ့ပါတယ်ရှေးဦးကျမ်းများတို့ကိုသုံးသပ်ဆင်ញင်တဲ့အခိုက်မှာတော့ဉာဏ်တော်မကျယ်ဝန်းတရားနည်းကကျင့်တဲ့အတွက်ရွှေဉာဏ်တော်မကွန်မြူသေးပဲနောက်ဆုံးပဋ္ဌာန်းတရားတော်ကြီးကိုသုံးသပ်ဆင်ញင်တော်မူတော့မှကိုတော်မှတဖိတ်ဖိတ်သောရောင်ကြီးတော်6သွယ်တို့ထွက်လေထူဆန်းဦးတန်းသွားလာအနန္တစัจ java လာတိုင်အောင်ကွန်မြူခဲ့တဲ့နေရာတော်မြတ်ကိုစတုတ္တတတ္တဟယရနာဂရတတ္တဟလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်မြတ်ဗုဒ္ဓဟာမဟာဗောဓိပင်ရဲ့အရှိတ်ဘက်မှာရှိတဲ့အဇပါလစိတ်ကြောင်းညောင်မင်းရဲ့မှာတရားတော်ကိုဆင်ញင်ပြီး9ရက်တာကာလပတ်လုံးဖလားသမဘတ်ဝင်စားကတရင်သုံးတော်မူခဲ့ပါတယ်မြတ်ဗုဒ္ဓတရင်သုံးနေစဉ်မှာပဲဟုံကလို့အမည်ရတဲ့ပုံနာကလောကမှာအဘယ်များသောတရားရှိသူကိုဗျမနဟုခေါ်ပါသနည်းဟုမြတ်ဗုဒ္ဓအားမေးလျှောက်ရာမြတ်ဗုဒ္ဓကမကောင်းမှုကိုမျောပြီးဖြစ်ချင်းစတဲ့တရား9ပါးကိုလည်းဟောကြားတော်မူခဲ့ပါတယ်မြတ်ဗုဒ္ဓတရင်သုံးတော်မူနေစဉ်မှာပဲမာနသမီး3ယောက်တို့ဟာဖျားယောင်းနာကိုလည်းအောင်မြင်တော်မူခဲ့တဲ့နေရာကိုပင်စမတတ္တဟလို့ခေါ်ဆိုခြင်းပဲဖြစ်ပါတယ်မြတ်စွာဘုရားကိုတော်မြတ်ကြီးဟာတတ္တမတတ္တဟဇန်တော်မူပြီးတဲ့နောက်မှာတော့ဗုဒ္ဓဂယာမတဆင်မိဂရာဟုတော်ကိုကြွလာတော်မူခဲ့ပြီးအခုဘုရားဘုသူတော်စင်များရောက်ရှိနေတဲ့နေရာမှာပဲပင်စဝဂ္ဂီ9ဦးတို့နဲ့ဆုံတွေ့ခဲ့ပါတယ်ဒုက္ခရစရိယာအကျင့်ကိုစွန့်ပယ်ပြီးမစ္စည်းမပရိပဒါလမ်းစဉ်ကိုကူးပြောင်းသွားတဲ့အလောင်းတော်သိတ္တထဘောပင်စဝဂ္ဂီတို့ကနားလည်မှုလွဲမှားကာခရီးဥကြိုမကြိုစရန်လို့ကတိကဝတ်ပြုထားကြပေမဲ့မြတ်ဗုဒ္ဓရဲ့
မဟာကရုဏာတော်ကြောင့်ဂရိမတီနိုင်ကြတော့ပဲတပိတ်ကိုလှမ်းယူသူသင်္ကန်းကိုလှမ်းကင်သူနှင့်အခြားပုဂ္ဂိုလ်များကလည်းအသီးသီးလက်အုပ်ချီကဝမ်းပန်းတသာခရီးဥကြိုဆိုကြတဲ့နေရာလည်းဖြစ်ပါတယ်။ဤအဖြစ်ပြက်လေးကိုအထိမ့်မှတ်ပြုကာတည်ထားခဲ့တဲ့6ခန္တီစေတီတော်မြတ်ကြီးကိုဖူးတွဲခွင့်ရရှိမှာဖြစ်ပါတယ်။ရသော်ဘုရားရှင်ဟာမဟာတက္ကရ103ခုဝါဆိုလပြည့်စနေနေ့မှာနေဝင်လထွက်ဓမ္မစက်ဟောမြတ်တန်ချိုလဝါဆိုဆိုတဲ့အတိုင်းနေတချမ်းဝင်လာတချမ်းထွက်တဲ့အချိန်မှာပဲပင်စဝကီ9ဦးတို့အားဓမ္မစက္ကဗောဓနာတုတ်တော်ကြီးကိုဟောကြားတော်မူခဲ့ပါတယ်။9ရက်တိုင်းဟောကြားတော်မူခဲ့ပြီးပင်စဝကီ9ဦးတို့ကိုသောတာပတ္တိဖို့တည်စေပါတယ်။ရေကြီးမှနတ်မြတ်ဟာခေါင်းကြီးပေးကနတ်ပုံဆင်းဆင်းကြားရပြီးမြမပြည်တိုင်အောင်ကြားရသာရုခေါ်ကြရလေတဲ့အတွက်အမွန်မြတ်ဆုံးသောသုတ်တန်တော်ကြီးတက်တော့လည်းဖြစ်ပါတယ်။ဒီကဲ့သို့ထူးဆန်းမွန်မြတ်လာတဲ့နေရာတော်မြတ်ကြီးမှာ BC 250ခန်းကသီရိဓမ္မသောကမင်းကြီးကစေတီတည်ထားခဲ့ပြီးဓမ္မရာဇိကစေတီတော်လို့ခေါ်တွင်ပါတယ်။နေရောရိုးလာရောရိုးကဘာကြီးမှာအယုံတွေခြာကျနေတယ်နော်ညနေချမ်းအချိန်မှာမြတ်စွာဘုရားကတိဇဝဝီ9ခုကိုတရားဥဒ္ဒပစက်ကဟောတယ်နော်ဒီနေရာမှာဟောတာနော်အဲ့ဒီတိဇဝဝီ9ခုကိုဟောတဲ့အခါမှာမဲ့ပြန်မှာပေါ့စိတ်ကလေးလည်းဒီနေရာမှာတရားနာနေတယ်ဟာလောကောဥဒ္ဒပါသံဃောပဏိတာဒုက္ခအရိယသိစ္စာပရိနိယာနိဘေဘိကဝေဘေနတုတုဒေတုဓမ္မေတုသံဃောဥဒ္ဒပါတိညာဏဥဒ္ဒပါပညာဥဒ္ဒပါတိဝိဇာဥဒ္ဒပါအာလောကောဥဒ္ဒပါရသော်ဗုဒ္ဓတရားဥဓမ္မစကြာဟောတော်မူခဲ့ရာအထိမ့်မှဖြစ်တဲ့သီရိဓမ္မသောကမင်းကြီးကအမြင့်ပေ80လောက်ရှိတဲ့အထိမ့်မှကြောက်တန်ကြီးကိုတီဆောက်ထားခဲ့ပါတယ်။သုဇဒတထေသမီးရဲ့သားတော်ယေတတထေသားဟာလောကီအာယုံကာမဂုဏ်တွေကိုလွန်စွာညှိငွေ့ပြီးနတ်တို့ပြသပေးတဲ့လမ်းအတိုင်းမြတ်ဗုဒ္ဓထံသို့လာခဲ့ရာမိဂရာဝန်တော်ရကုံမှာဆုံတွေ့ခဲ့ပါတယ်။ဘုရားရှင်ဓမ္မတရားတော်များကိုနာကြားပြီးတဲ့နောက်မှာအခုမြင်တွေ့နေရတဲ့ပလင်ကြီးမှာပဲယတတထေသားနဲ့အပေါင်းပါတို့အားလုံးတို့ဟာယန္တာအဖြစ်ကိုရောက်ရှိခဲ့ပါတယ်။ဒါကြောင့်ဒီနေရာဟာမြတ်ဗုဒ္ဓသာသနာတော်မှာသမိုင်းဝင်နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ဘုရားဘုသူတော်စင်များအခုမြင်တွေ့နေရတာကတော့
ကုမာရဒေဝီလှူဒန်းထားတဲ့ကျောင်းတော်ရာဖြစ်ပါတယ်။ကျောင်းတော်ကြီးကို AD 1136 ခုနှစ်မှာတည်ဆောက်ခဲ့ပြီး1194 ခုနှစ်မှာဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ကုမာရဒေဝီရဲ့ကျောင်းနီးမှာတော့ဘေခုနီမာများမိဂသမရာမြစ်ကိုရေချိုးဆင်းသွားတဲ့အခါအရှက်ကြောက်လုံစေဖို့ညီအောက်ကနေဥက္ကာထားတဲ့လှိုင်လန်းကနေသွားတဲ့နေရာကတော့ကုမာရဒေဝီရေချိုးစိတ်ပဲဖြစ်ပါတယ်။ရှေးရခင်ကစပြီးယနေ့ထက်တိုင်သားသမင်တွေကိုဘေးမဲ့ပေးထားရာဥယျာဉ်တော်ကြီးကိုလည်းတွေးရှိရမှာဖြစ်ပြီးပန်းရံတွင်းကနေသမင်လေးများအားအစာကျွေးကုသိုလ်ယူနိုင်ကြမှာဖြစ်ပါတယ်။ဓမ္မေခဆိုတာဟာဓမ္မမုခဆိုတဲ့စာသားမှလာတယ်လို့သိရပါတယ်။ဒီနေရာဟာအရိမတ္တိယဘုရားလောင်းတော်ဗျာဒိတ်ပေးတဲ့နေရာလို့လည်းအဆိုရှိကြပါတယ်။ရသော်ဘုရားရှင်ဟာပင်စဝဂီ၅ဦးတို့ကိုအနတ္တလက္ခဏာသို့ဟောကြားတော်မူခဲ့တဲ့နေရာဖြစ်ပြီးပင်စဝဂီတို့အာသောကုန်ခံရဟန္တာဖြစ်ခဲ့ကြတဲ့နေရာတော်မြတ်လည်းဖြစ်ပါတယ်။ရဘုသူတော်စင်များအခုရောက်ရှိနေတဲ့နေရာကတော့သုတ္တစေရီနေရာပဲဖြစ်ပါတယ်။အနာရဘိန်တထေးရဲ့ဆွေတော်မျိုးတော်တွေဟာဒီနေရာမှာပါဏန္တာတို့ပြင်ပူဇော်တာကိုတိရိဓမ္မသောကမင်းကြီးကအနာရဘိန်ထိမ့်မှတ်သုတ္တစေရီအဖြစ်နဲ့စေရီတဆူတည်ထားပေးခြင်းဖြစ်ပါတယ်။ခြေတလန့်ကတိတတန်းဖို့မင်းခြေလန်းတွေကကတိတတန်းတန်ဖို့ရှိတယ်တဲ့ဘုရားဘုရားရဘုသူတော်စင်များအခုရောက်ရှိနေတဲ့နေရာသည်အင်္ဂုလိမာလစေရီနေရာပဲဖြစ်ပါတယ်။အင်္ဂုလိမာလစေရီနေရာဟာအင်္ဂုလိမာလကိုအောင်တဲ့နေရာမဟုတ်ပဲရသော်ဘုရားသင်ကြားပေးတဲ့အတိုင်းဆုံးကံကြွချိန်မှာ
ပရဲ့ရေလိုသောပုဂ္ဂိုလ်များသစ္စာပြုအဋိဌံပြုတဲ့နေရာကိုတိရိဓမ္မသောကမင်းကြီးကအင်ကုလိမာလာအထိမ့်မှတ်ဖြစ်တဲ့စေရီတဆူဖြစ်တဲ့တည်ထားခဲ့တဲ့နေရာကြီးပဲဖြစ်ပါတယ် ဘုရားဘုရားရှင်များအခုရောက်ရှိနေတဲ့နေရာကတော့ဗုဒ္ဓစာပေသမိုင်းမှာနာမည်ကြီးခဲ့တဲ့ဇေတဝန်ကျောင်းတော်ကြီးပဲဖြစ်ပါတယ်ဇေတဝန်လို့နာမည်ကြီးတာဟာဇေတဝနပါဠိကနေဆင်းသက်လာပြီးမူလချမ်းပိုင်ရှင်ဟာဇေတာမင်းသားပိုင်ဆိုင်တာဖြစ်ပြီးဥယျာဉ်ချမ်းမြေကြီးကိုကျောင်းတကာကြီးအနာတပိန်တထေးကဝယ်ယူခဲ့တာဖြစ်ပါတယ်ဥယျာဉ်ချမ်းမြေကြီးဝယ်ယူခဲ့ပြီးကျောင်းဆောင်၃ဆောင်ကိုလည်းဆောက်လုပ်လှူဒန်းခဲ့တာဖြစ်ပါတယ်။မုတ်ဦးနေရာကိုတော့ချမ်းပိုင်ရှင်ဇေတာမင်းသားကဆောက်လုပ်လှူဒန်းခဲ့ပါတယ်။ဥယျာဉ်ချမ်းမြေဝယ်တာ18ကလေးအကုန်ကြခံပြီးကျောင်းဆောင်၃ဆောင်အတွက်လည်း18ကလေးအကုန်ကြခံကဆောက်လုပ်လှူဒန်းခဲ့ပါတယ်။ရေစက်ချပွဲကို6လတိုင်ကျင်းပပြီး18ကလေးအကုန်ကြခိုင်ကရေစက်ချပွဲကြီးကိုကျင်းပခဲ့ပါတယ်ဖတ်ပြောပါစေသာအရှင်ဘုရားဒုက္ခမင်္ဂလာနှင့်သောကြချမ်းသာ မြတ်စွာဘုရားရှင်သာဝတိပြည်ဇေတဝန်ကျောင်းတော်မှာတရင်သုံးတော်မူစဉ်ဆွမ်းခံရာမှပြန်ရောက်တိုင်းခြေဆေးသည့်ရေတွင်မှာယဟန်တန်ဃာတော်တို့ကိုမြတ်စွာဘုရားနေ့စဉ်နဲ့အမျှဒုံလဘတရား၅ပါးဟောကြားတော်မူခဲ့တဲ့နေရာလည်းဖြစ်ပါတယ်အခုဘုရားဘုရားရှင်များရောက်ရှိနေတဲ့နေရာကတော့မြတ်စွာဘုရားရှင်သာဝတိမြို့ဇေတဝန်ကျောင်းတော်မှာဝါဆိုနေစဉ်မြတ်စွာဘုရားဝါတွင်ကာလဝါဆိုတော်မူစဉ်ဝါကျွတ်သောအခါအရက်လေးမျက်နှာအရက်ရှိမျက်နှာကိုဒေသစာရီကြွလေရှိပါတယ်။တရားတော်မတို့ဟာပါဏန္တာများကိုယူဆောင်လာကဘုရားရှင်ကိုဖူးမြော်ရန်လာရောက်ကြပါတယ်။မြတ်စွာဘုရားရှင်ကဒေသစာရီကြွနေတော်မူတဲ့အခိုက်ယူလာခဲ့တဲ့ပန်းနန္တာများကိုဂန္ဓကုတိကျောင်းတကားဝမှာစွန့်ပစ်ခဲ့ကြပါတယ်။ကျောင်းတကားကြီးအနာတပိန်တထေးကထိုအဖြစ်ပြက်ကိုစေမကောင်းဖွယ်ရာတွေ့ရှိရတဲ့အတွက်လာရောက်ဖူးမြော်သူများပူဇော်နိုင်ရန်ဌာနတစ်ခုရှိတဲ့ကြောင်းမြတ်စွာဘုရားအားလျှောက်ထားပေးရန်ရှင်အာနန္ဒာအားအကြံပြုလျှောက်ထားပါတယ်။ရှင်အာနန္ဒာကမြတ်စွာဘုရားအားလျှောက်ထားရာဘုရားရှင်ကမိမိရဲ့ကိုယ်စားမူလမဟာဗောဓိပင်မှမျိုးစေ့ကိုယူကာဗောဓိပင်စိုက်ပျိုးစေရန်အမိန့်ရှိခဲ့ပါတယ်။ညီတော်အာနန္ဒာဟာဗုဒ္ဓဂါယမဟာဗောဓိပင်မှမျိုးစေ့ကိုယူဆောင်ပေးပါရန်ရှင်မမောက္ကလံအားလျှောက်ထားရာရှင်မမောက္ကလံကမိမိရဲ့အဘိညာဉ်တကောဖြင့်မဟာဗောဓိပင်ကြီးမှမျိုးစေ့ကိုယူဆောင်စေပြီးညီတော်အာနန္ဒာကပေးခဲ့ပါတယ်။ညီတော်အာနန္ဒာသည်
မိမိရဲ့အစီမံဖြင့်စိုက်ပျိုးခဲ့တဲ့ဘောဓိညောင်ပင်ဖြစ်လို့အာနန္ဒဘောဓိလို့ခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ် ဒီနေရာကတော့ရသော်ဘုရားရာဇကြုံမှာစိန်ခေါ်တဲ့ဒိဋ္ဌိတွေကိုအကြောင်းပြုပြီးတော့တကောပြာရိဟာကိုပြတော်မူခဲ့တဲ့တရက်ဖြူကုန်းနေရာပဲဖြစ်ပါတယ် လုံမနီဟာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကအင်ဂျင်ပင်မျိုးတို့နဲ့ဝေစာစိတ်ဆူနေတဲ့တောတစ်ခုဖြစ်ခဲ့ပါတယ်။ကပိလဝနေပြည်တော်နဲ့ဒေဝရဟနေပြည်တော်နှစ်ပြည်ချားမှာတည်ရှိပါတယ်။အဲ့ဒီအင်ဂျင်တော်မှာပဲလောကသုံးပါးတို့ရဲ့အထွတ်မြတ်ဖြစ်တော်မူသောဗုဒ္ဓအလောင်းတော်ကိုဖွားမြင်တော်မူခဲ့ပါတယ်။မေတော်မာယာဟာကိုယ်ရင့်မာနဲ့မိဘဆွေမျိုးများရှိရာဒေဝရဟကိုအသွာလုံမနီဥယျင်ကိုဝင်ရောက်နားနေခိုင်းမှာပဲအလောင်းတော်မင်းသားကိုမဟာတက္ကရာ68ခုကစုံလားပြည့်တောက်ကြနေ့မှာဖွားမြင်တော်မူခဲ့ပါတယ်။ဖွားမြင်တော်မူတဲ့နေ့မှာမဟာပထဝီမြေကြီးဟာတိမ့်တိမ့်ခါအောင်တောင်းလို့ခြင်းနတ်တို့ကပန်းများဖြင့်ပူဇော်ခြင်းတူရိယာတို့သည်အလိုလျောက်သားယာပွဲအတန်ဖြည့်ချင်းစတဲ့အံ့ဖွယ်ထုမြက်နမိတ်ကြီးတို့ဖြစ်ပေါ်လာပါတယ်။အလောင်းတော်မြတ်ဟာအရက်မျက်နာတို့ကိုအစဉ်တိုင်းကြည့်တော်မူပြီးလက်ညှိုးထောင်ကခြေ9လမ်းလှမ်းပြီးငါသည်လောက၌အမျက်ဆုံးငါသည်လောက၌အကြီးဆုံးငါသည်လောက၌အချီးမွမ်းအဆုံးဆိုတဲ့စကားကြီးသုံးခုကိုကြွေးကြော်ခဲ့ပါတယ်။ अहिंसक नीति युद्ध की नीति करो अहिंसक नीति बुद्ध की धरती မြတ်ဗုဒ္ဓလောင်းတော်ဖွားတော်မူတော့ကဖယားအလောင်းနဲ့မေတော်တို့ကိုလက်တန့်စင်ဆေးကြောပြီးချမ်းမြကြည်သာဝေဒနာမရှိစေခြင်းအလုံးငါကောင်းငင်ကနေရေဘူးရေအေးနှစ်သွဲကြာဆင်းလာတဲ့အထိမ့်မှဖြစ်နေပြုလုပ်ထားတဲ့မေတော်မာယာရေကန်ကိုတွေ့မြင်ကြရမှာဖြစ်ပါတယ် जो स्वयं और जीने दो औरों को महा उपदेश दिया मानव को जहाँ मानवता दी मानव को जहाँ मानवता दी जीवन को बुद्ध की धरती युद्ध न चाहे चाहे अमन परस्ती बुद्ध की धरती သုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံတိကိစင်ဝေငြိမ်းကြပါစေကြောက်တမကြောက်တမယံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံတိကိစင်ဝေငြိမ်းကြပါစေမြင်အပ်မမြင်အပ်နေရာများစွာတတ္တဝါ
ချမ်းသာကိုယ်စိတ်ရဲပါစေဥပယံမေကိစီဝေငြိမ်းအေးရပါစေ तक क्रांति का जगवालो अमन का वत लेकर जगवालो अमन का वत लेकर संसार सवारो भ्रांति का अहिंसक नीति युद्ध की नीति गढ़ो अहिंसक नीति बुद्ध की धरतीအာသောကကြောက်စာတိုင်းကိုဖယားလောင်းတော်ဖွားမြင်တော်မူခဲ့ရာအထိမ့်မှတ်ဖြစ်နေတိရိဓမ္မသောကမင်းကြီးကစိုက်ထူခဲ့တာဖြစ်ပါတယ် संसार को अपना घर समझो गौतम ने अमर संदेश दिया यो स्वयं और जीने दो औरों को महा उपदेश दिया मानव को जहाँ मानवता दी मानव को जहाँ मानवता दी जीवन का वही उद्देश्य दिया उस पतन की अर्थी और पूर्ति आदर्शों की पूर्ति ये बुद्ध की धरती वो बुद्ध ने मानव हित में किया उस कार्य का उत्तम क्या कहना जनहित ही उनका था जीना जनहित ही उनका था मरना फिर सत्य अहिंसा शांति में फिर सत्य अहिंसा शांति में चारित्र हमारा हो गहना रहे ज्ञान की ज्योति अखंड जलती समते सारी जगती ये बुद्ध की धरतीကိုတိနာယုံဟာဗုဒ္ဓမြတ်စွာနိဗ္ဗာန်ရွှေဘုံဝင်ခိုလုံတဲ့နေရာဌာနတစ်ခုဖြစ်ပါတယ်မြတ်စွာဘုရားဟာကိုတိနာယုံမှာပရိနိဗ္ဗာန်စံတော်မူရာခြင်းမှာအတိတ်ခုနှစ်ဘဝ၌ဥကောင်းချခဲ့သောနေရာဖြစ်ခြင်းမာတုတ္တတနတုတ်ကိုဟောကြားတော်မူလိုခြင်းသောဘဒ္ဒပရပိုက်ကိုတရားဟောချွတ်လိုခြင်းဘယင်တို့ရဲ့ပါမောက္ခဆရာဒေါနပုံနာကြီးရှိခြင်းတို့တောင်ဖြစ်ပါတယ်မြတ်စွာဘုရားဟာဘာဝါပြည်မှကိုတိနာယုံ6မိုင်ဝေးကွာတဲ့ခရီးကိုပရိနိဗ္ဗာန်စံဝင်ရန်ကြွချီတော်မူခြင်းဖြစ်ပါတယ်ဘာဝါပြည်ရောက်တဲ့အခါရွှေပရိသေစုံနတရဥယျာဉ်မှာတညတာနားနေပါတယ်စုံနရွှေပရိသေကမြတ်စွာဘုရားနဲ့သံဃာတော်တွေကိုဝတ်ပြုသားဟင်းနဲ့ဆွမ်းကပ်တဲ့အခါသဗ္ဗညုတဘုရားရှင်သည်ဆင်ញင်တော်မူပြီးဝတ်ပြုသားဟင်းကိုယဟန်သံဃာများအားမကပ်ရန်ပြောကြားခဲ့ပါတယ်ဝတ်ပြုသားဟင်းကိုယဟန်သံဃာများအားမကပ်ရန်မိန့်ကြားခဲ့ပါတယ်မြတ်စွာဘုရားဘုံပေး၍ဘိုရှံသောဝတ်ပြုသားဟင်းကိုမြည်သူမြစားသုံးခွင့်မပြုဘဲကျင်းတုကမြေမြုပ်စေခဲ့ပါတယ်။စုံနာတကြွယ်ဆက်ကပ်သောဆွမ်းမှာမြတ်စွာဘုရားနောက်ဆုံးဖုံးပေးသောဆွမ်းဖြစ်ပါတယ်။ကိုတိနာယုံကိုဆက်လက်ကြွချီတဲ့အခါရှေးဝိပတ်ကြောင့်ဝမ်းတော်လာပြီးသွေးဝမ်းသွန်တော်မူခဲ့ပါတယ်။ဝေဒနာကိုသိခံပြီးကိုတိနာယုံအရောက်25ကနာပြည်မှလာခဲ့ရတာဖြစ်ပါတယ်။ကကုရမြစ်မှာသတ်ဆင်းပြီးရေတပ်ပတော်မူပါတယ်။ကိုတိနာယုံမန္လာမင်းတို့ရဲ့အင်ဂျင်တော်ကိုရောက်တဲ့အခါအင်ဂျင်ပင်ပြို
နှစ်စုံတို့ရဲ့ကြားမှာတလွန်ညောင်ဆောင်ကိုမြောက်ရက်သို့ဥကောင်းပြုကာလျောင်းဆက်တော်မူပါတယ်။ဒုအခါမှာခြေရင်းနဲ့ခေါင်းရင်းမှာရှိတဲ့အင်ဂျင်ပင်ပြူအစုံတို့ဟာအခါမဲ့တပင်လုံးပွင့်ကုန်ကြပါတယ်။နတ်ဒေဝတို့ကလည်းရသော်ဘုရားသခင်ကိုနတ်ပန်းနန္တာတို့နဲ့ပူဇော်ကာနတ်သချင်းနတ်ဒူရိယာတို့ကိုလည်းတီးဆိုတိမုတ်ကြပါတယ်။ဘုရားရှင်တို့ဟာဘုရားဖြစ်ချိန်ကောဇာတက္ကိ9ပုံပြု၍4ပုံသာတတ်တန်းရှိကြရပါတယ်။ဂေါရမဗုဒ္ဓဟာလည်းတတ်တန်းရဲ့9ပုံ4ပုံဖြစ်သောတတ်တော်80တွင်အာရ3ဆောင်သည်ဖြစ်စေမ3ဆောင်သည်ဖြစ်စေပရိနိဗ္ဗာန်စံဝင်ရတာဖြစ်ပါတယ်။ မလယစက္ကဥဒ္ဒပါတိသေတရာဒီကောင်းသောကြောင့်ဒီဟာတွေတို့ဘုရားမှာတို့ပြီးသင်ရင်နဲ့မရေးကြည့်တာနောက်ပါတို့ လံဒေသာဘေဘာနေဒုတိယံပိတတိယံပိအဟံဘာနေဣတရာနေနတဟသစ္စာတိလံသမယာသာမိအနုကံကတောသီလံဒေသာဘေဘာနေယမဟဝတာမေတံဝဒေသာ ဘုရားဘုသူတော်စင်များအခုရောက်ရှိနေကြတာကတော့ရသော်ဘုရားပရိနိဗ္ဗာန်စံတော်မူမဲ့နေ့မှာပါဝါပြီမကုသိနာယုံမန္လာမင်းတို့ရဲ့အင်ဂျင်ရကုံကိုကြွတော်မူလာတဲ့အခါရေသုံးသက်တော်မူခဲ့တဲ့နေရာဖြစ်ပါတယ် ဘုရားဘုသူတော်စင်များအခုရောက်ရှိနေတဲ့နေရာကတော့
ဒေါနပုံနာကြီးဓာတ်တော်ဝေတဲ့နေရာပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်ရဲ့ဥဒုဇယုတ်ကလတ်တော်ကိုဒီဇောတဲ့လောင်ကျွမ်းရာ9ရက်ကြာတဲ့ခါမှာတော့ကောင်းကင်မှရေလုံးများစီးဆင်းလာပြီးငြိမ့်သွားပါတယ်မန္လာမင်းတို့ဟာကျွင်းကြံရစ်တဲ့ဓာတ်တော်များကိုပင့်ဆောင်ကပူဇော်ပွဲကျင့်ပတဲ့အတွက်ခုနှစ်ပြည်တော်မင်းတို့ဟာစစ်ခင်းရန်ကိုတိနာယုံကိုဝန်းရံကြပါတယ်အဲ့ဒီချိန်မှာပဲဒေါနပုံနာကြီးရဲ့ဖြန့်ဖြေမှုကြောင့်ဓာတ်တော်များကိုအညီအမျှဝေယူခဲ့ကြပါတယ် အတ္တပိဏတ္တုနော်တံပိဏတ္တုဆိုတာကပြိုကွေးပျက်စီးသွားတဲ့တ္တုနော်အတ္တပိဏတ္တဆိုတာကမပြိုကွေးမပျက်စီးဘူးနော်အတ္တပိဏနဲ့မပြိုကွေးမပျက်စီးဘဲနဲ့အကောက်ပကတိမိမ့်မလုံဘဲနဲ့မိမ့်မကျွင်းဘဲနဲ့ကြံခဲ့တဲ့တတ်နော်အဲ့ဒါကဘာလဲဆိုခုနှစ်စုဘယ်နှစုတော့နဖူးအင်းကြိုက်တို့တစ်စုတဲ့နော်ဦးဇင်းတို့မြတ်စွာဘုရားရှင်ရဲ့ဒီလက္ခဏာကိုကျင့်ကြံတဲ့အခါမှာဗုဒ္ဓမြတ်စွာပြိဋိဘံဝန်ဆံတော်မူတဲ့အခါမိသွေးတွေကိုဌာပနာထားပြီးတည်ထားတဲ့အင်္ကာရစေရီကိုလည်းဖူးတွေ့ရပါတယ်မန္လာမင်းတို့ဟာဘုရားရှင်ရဲ့ယုတ်ကလတ်ကိုအထိုးမြတ်အနေနဲ့မင်းမြဗိသိက်ခံယူရာနေရာကိုပင့်ဆောင်ပြီးနန္တာဘုံပေါ်မှာအလောင်းတော်အားဒီဇောဒလောင်ကျွမ်းစေပါတယ်မိသိညိုစဉ်ဓာတ်တော်နှမျိုးကျွန့်ကြံခဲ့ပါတယ်ပြိုကွဲတဲ့သမိဏဓာတ်တော်နဲ့မပြိုကွဲတဲ့အသမိဏဓာတ်တော်များဖြစ်ပါတယ် အရဟတောသမ္မာသမ္ဗုဒ္ဓံနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓံအမေဇိပတိပံဘဂဝတောသောတာတံယတိကံသတ္တာဝိပုရိသယုဒာမေအထာပုရိသဘုဒ္ဓလောဧတံဘဂဝတောသောတာတံသာဝတေယသာဝတေယသတိတေယသေကလေကရဟိယောအနုတ္တယံသံဃာသာဒယတိသံဃာပရမသစ္စာဝမေဟေတုသစ္စေယအာရဏသစ္စေယအဘိဓိတိသစ္စေယသနန္တရသစ္စေယသမဏအပိစေယသဟောသစ္စေယဥဇဂရိပါဏံဘဂဝတောသာဝကံပရိမေညာယပတိပံဘဂဝတောသာဝကတံသာမေဇိရိပံဘဂဝတောသာဝကတံသတိတံသတ္တာရိဧရတံယေတံသတ္တာဒေဝိတာဒုက္ခလံဗုဒ္ဓမြတ်စွာသာသနာရောက်ဝါနေတို့လေးစီတို့ဗုဒ္ဓမြတ်စွာသာသနာရောက်ဝါနေတို့လေးစီတို့ဗုဒ္ဓမြတ်စွာသာသနာရောက်ဝါနေတို့လေးစီတို့သာဓုသာဓုဝေသာလီဟာမြတ်စွာဘုရားလက်ထက်တော်အခါတုန်းကလေးစွေမင်းများစုပေါင်းအုပ်ချုပ်တဲ့နိုင်ငံတော်တစ်ခုဖြစ်ပါတယ်ဗုဒ္ဓဟာတခါတရံမှာလေးစွေမင်းတို့ညီညွတ်ကြပုံကိုလည်းအတုယူဖို့တန်ဃာတော်တွေကိုသွန်သင်လေ့ရှိပါတယ်တစ်ထက်နဲ့တစ်ထက်တကားအုပ်စီဝေးကွာတဲ့တတိုင်းသုံးတက်ရှိပြီးတစ်ထက်စီမှာတကားတစ်ပေါက်စီမျော်စင်များပါဝင်ပါတယ်ဝေသာလီဟာမြတ်စွာဘုရား
ပွင့်ထွန်းတော်မူလာတဲ့အခါမှာလွန်စွာစီပင်ပြန်ပွားတဲ့တိုင်းပြည်တစ်ခုဖြစ်လာခဲ့ပါတယ်။လက်ဆွေမင်းတို့အပရိဟာနိယတရားပြက်ပြားလာတဲ့အတွက်ကယောဂါဇိုးများဆိုက်ရောက်ခဲ့တော့ကရှင်အာနန္ဒာဟာတတိုင်းသုံးတဲ့ကြားမှာယရဏတုတ်ပရိတ်တော်ကိုရွတ်ဖတ်ပူဇော်ခဲ့တဲ့အတွက်ကယောဂါများကင်းဝေးခဲ့ရတာဖြစ်ပါတယ်။မြတ်စွာဘုရားဟာနောက်ဆုံးဝါကိုဝေသာလီပြည်အနီးမှာရှိတဲ့ဝေလူဝရွာမှာဝါကတ်တော်မူခဲ့ပြီးအာယုသင်္ခါရလွတ်တော်မူခဲ့ပါတယ်။ करुणा और दया से भरपूर तन तुम्हारा मन तुम्हारा अपना पराया कोई नहीं है सारा जग परि သတိလားသမာဓိယာမပန္တိအရှင်ဘုရားမယံယုံနာမေကိုတပည့်တော်တို့သည်သန္တရဝတ္တဒုက္ခတောသန္တရာတိဟုသောဝစီယေပုံမှာကိုဝေယသရဏဂုံနှင့်ကိစ္စသီလငါးပါးသောသီလတော်မြတ်ကိုသမာဓိယာမမြတ်စွာဘုရားရှင်ငါးဝါမြောက်ဝါကိုဝါဆိုဝါကတ်တော်မူခဲ့သောဘဝဝါတို့ဖြင့်ပြည့်စုံရပါလို၏အရှင်ဘုရားလုံးစုံများစွာတတဝါကျမ်းမာကြပါစေချမ်းသာကြပါစေဥပယံပေကင်းစင်ဝေးညီကြပါစေတို့ရွာတွင်မှာတို့မျိုးတွင်မှာတို့မြန်မာပြည်တွင်မှာလူအချင်းချင်းတပ်ဖြတ်ခြင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်း परिवार तुम्हारा सारा जग परिवार तुम्हारा ओ अवलोकित शिवारा हो तुम अवलोकित शिवारा हो तुम पूज्य दलाई लामा जी नमो 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 सुख में तुम हो दुख में तुम हो तुम ही နာလန္ဒာဟာမြတ်စွာဘုရားလက်ထက်တော်ခါတော့ကနာလကကြီးရွာလို့အမည်တွင်ခဲ့ပါတယ်။ရွာနီးမှာနေတဲ့နာလန္ဒာနဂါမင်းကိုအစွဲပြု၍နာလန္ဒာလို့ပြောင်းလဲခေါ်တွင်ခဲ့တာဖြစ်ပါတယ်။နာလန္ဒာရဲ့အဓိပ္ပာယ်မှာပညာဗဟုသုတတို့ဖြန့်ဖြူးရာဌာနလို့အဓိပ္ပာယ်ရပါတယ်။မြတ်စွာဘုရားရှင်ဟာနာလန္ဒာမှာ7 ဝါမြောက်ဝါဆိုတော်မူခဲ့ပါတယ်။နာလန္ဒာတက္ကသိုလ်ကြီးဟာအလျား9 မိုင်အနံ3 မိုင်ကျယ်ဝန်းပါတယ်။ကျောင်းဆောင်နဲ့ဆရာပေါင်းများစွာရှိပြီးအာရှနိုင်ငံရှိတိုင်းပြည်များထဲမှာအဆင့်မြင့်ပညာသင်ကြားရန်ဌာနတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ဗုဒ္ဓအတွေ့ခေါ်ပညာရှင်များစွာမွေးဖွားပေးခဲ့ရာတက္ကသိုလ်ကြီးလည်းဖြစ်ပါတယ်။မကိုဘုရင်များအင်အားကြီးထွားလာတဲ့အခါမှာတော့နာလန္ဒာတက္ကသိုလ်ကြီးကိုမီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ဆရာနှင့်ကျောင်းသားများကိုတယောက်မကြံတကားပိတ်ပြီးမီးရှို့တတ်ခဲ့ကြပါတယ်။တကားများမှရွှေငွေရတနာများကိုခွာယူခဲ့ကြပါတယ်။မီးလောင်နေတဲ့အချိန်မှာ6 လကြာမြင့်ခဲ့ပါတယ်။အိန္ဒိယရှီအောင်သုတေသနဌာနက1860 ခုနှစ်မှာပြန်လည်တူးဖော်ခဲ့ပါတယ်။ နာလန္ဒာသည်
ရှင်သာရိပုတ္တရာနှင့်ရှင်မာမောက္ကလန်တို့၏မွေးရဇာတိဖြစ်သည်ပညာရာမှာဣတရရသောရှင်သာရိပုတ္တရာမထေရမြတ်ကြီးမွေးဖွားရာနှင့်ပရိနိဗ္ဗာန်ပြုရာနေရာကိုအထိမ့်မှတ်စေတီတည်ထားခဲ့ပြီးရှင်သာရိပုတ္တရာစေတီလို့ခေါ်တွင်ခဲ့ပါတယ်အိန္ဒိယနိုင်ငံမှာကွယ်ပြောက်နေတဲ့ဗုဒ္ဓစာပေများပြန်လည်ဖွံ့ဖြိုးပြီးဗုဒ္ဓသာသနာတည်တံ့ပြန်ပွားရေးကိုရည်တံကတည်ဆောက်ခဲ့တဲ့နာလန္ဒာတက္ကသိုလ်အသစ်ကြီးပဲဖြစ်ပါတယ်။တခြားဘာသာဝင်တို့ရဲ့တက္ကသိုလ်ကောလိပ်များစွာရှိပေမဲ့ဗုဒ္ဓဘာသာရဲ့တခုတည်းသောတက္ကသိုလ်ကတော့နာလန္ဒာတက္ကသိုလ်ပဲဖြစ်ပါတယ်။ထေရဝါဒဗုဒ္ဓဘာသာကိုသင်ကြားပေးတဲ့ကျောင်းတော်ကြီးလည်းဖြစ်ပါတယ်။ဝေလူဝန်ဆိုတာဟာဝါပြန်ဝါတော်တွေရှိတာကိုအစွဲပြုပြီးခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ဘယင်ဗိမိတာရမင်းကြီးကရသော်ဘုရားရှင်ကိုရောမြတ်ကြီးဇဗုရေကျွန်းမှာရေဥစွာသောကျောင်းမြစ်အမွန်ဝေလူဝန်ကိုလှူဒန်းတော့ကကြီးစွာသောငလျင်တုံလုံးခဲ့ပါတယ်။ဝေလူဝန်ကျောင်းမှာရသော်ဘုရားတရင်သုံးတော်မူစဉ်မှာပဲရှင်သာရိပုတ္တရာအလောင်းဥပတိတ်တပရပိုက်နဲ့ရှင်မာမောက္ကလန်လောင်းကောလိယပရပိုက်တို့ရောက်ရှိလာပြီးယဟန်ပြုခဲ့ကြပါတယ်ရှင်းနှံများကိုအစာကျွေးခဲ့တဲ့ရေကန်ကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါတယ်။မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားငါဘုရားဟောသည့်တရားဟုဆိုအပ်သောဩဝါဒပါဠိမောက်ပြသခဲ့တဲ့နေရာကိုဝေလူဝန်ကျောင်းတော်ရာတွင်ဖူးမြော်ရမှာဖြစ်ပါတယ်။ရှိခဲ့ရောအဲ့ဒီရှိနေခဲ့ရင်ခொနဲ့ကြာလို့ငါလိုချင်လို့လုပ်လိုက်တဲ့ဒီဘဝနဲ့ကိုလုံးကားတဲ့မကြသေးဘူးဒီဘဝကတော့လည်းကိုယ်ပဲရှိခဲ့တဲ့ဘုရားတရားသံဃာနဲ့လည်းဉာဏ်ကြီးလမ်းမဝေးသေးတဲ့ငါဖြစ်နေတဲ့အတွက်အဲ့လိုမျိုးရှိရင်ကိုယ်ရည်ပြီးတော့ငါတို့ဒီလိုကောင်းကောင်းလုပ်လိုက်တဲ့ဒီဘာလို့ဒါတို့ကိုနိုင်နေဆိုရင်သူကဘာရပင်းတွေရနိုင်တယ်ခွင့်ရတော့သူကဖန်တီးလိုက်တာအဲ့ဒါဆိုတဲ့ဟာကသူ့ညီမကိုပြန်ချစ်တာ။အဲ့တော့ဒီလိုကိုဇေလန်စိတ်ကကိုလွန်သွားတဲ့အဲ့စင်နဲ့ဘာသိတာဖြစ်နေတာ။အဲ့ဒါအားဖြင့်ဘယ်တော့မှဖြစ်တာမဟုတ်တာဖြစ်နေတာ။ ဗိမိတာရမင်းကြီးမှမိမိပိုင်ဆိုင်သောရွှေငွေရတနာများကိုသိမ်းဆည်းထားသောဗန္နာရိုက်ဖြစ်ပါတယ်။ကြောက်တောင်ကြီးကိုထွင်းပြီး
ဘန္နာတိုက်ပြုလုပ်ထားတာပဲဖြစ်ပါတယ် ရှင်မာကတ္တဗနဲ့အဇာတတမင်းတို့ဟာအတိုင်းတိုင်းပြည်ပြည်တို့မှာပြန်ကျဲနေကြတဲ့ရသော်ဘုရားရဲ့ဓာတ်တော်များကိုဘေးကင်းစေဖို့အလို့ငါ၎င်းအရှိခန့်တည်တတ်နိုင်စေသောငါ၎င်းနောက်အခါတိရိဓမ္မသောကအမည်ရှိတဲ့မင်းမြတ်ဟာဇဗုဒိတ်ကျွန်းတို့မှာဓာတုစေတီများတည်တတ်နိုင်စေခြင်းငါအလို့ငါ၎င်းတစုတစည်းတည်ထားတဲ့ဓာတ်တော်တိုက်နေရာကြီးပဲဖြစ်ပါတယ်ဒေဝရဟာဗုဒ္ဓကိုကြော်လွန်ပြီးဖျားဖြစ်ခြင်းကအဇာတတကိုလည်းဘယင်လုပ်ဖို့အတွက်စီယုံပြီးအဇာတတရဲ့ခမဲတော်ဗိမိတာရမင်းကြီးကိုလောက်ကြံတပ်ဖြတ်ရန်တိုက်တွန်းခဲ့ပါတယ်အခုရောက်ရှိနေတာကတော့အဇာတတကမိမိရဲ့ခမဲတော်ကြီးကိုအကျဉ်းချထားခဲ့တဲ့အကျဉ်းတောင်နေရာပဲဖြစ်ပါတယ်ဖခင်တဦးရဲ့မေတ္တာကြီးမားပုံပေါ်လွင်ခဲ့တဲ့နေရာဖြစ်တယ်လို့သူများစကားယုံစားကဆရာအတင်မှားလို့မန္တရာတစ်ခုလုံးဒုက္ခရောက်ခဲ့ရတဲ့အဇာတတတို့ရဲ့ဝမ်းနဲ့ကြည်ကွဲဖွယ်ရာဖြစ်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်ယရနာဂိရိတောင်ထိပ်ပေါ်မှာဘာသနာနှစ်2500ပြည့်အထိမ့်မှတ်ဖြစ်တဲ့ဂျပန်ယဟန်တော်အရှင်နိုဂျီဖူချီတည်ထားတဲ့ကမ္ဘာငြိမ်းချမ်းရေးစီရီကိုလည်းဖူးတွေ့ရမှာဖြစ်ပါတယ်ဝိရွှရှန္ဒီစေတီရဲ့အောက်ဘက်ကြောက်တုံးလေကားတတက်ကနေဆင်းရင်ဂိတ်စကုတ်တောင်ထိပ်ကျောင်းတော်ရာကိုရောက်ရှိနိုင်ပါတယ်။တောင်ထိပ်မှာကြီးမားတဲ့ကြောက်တုံးတွေပေါ်ထွက်နေပြီးလင်းသားကြီးတွေနားနေတယ်လို့ထင်ရပါတယ်။ရဗုဒ္ဓဟာဂိတ်စကုတ်တောင်ထိပ်ကျောင်းမှာသတင်းသုံးတော်မူစဉ်မင်းဆိုရာဇာများကြီးပွားရေးတရားယဟန်တော်များကြီးပွားရေးတရားနဲ့ပရိမိတ္တဇာလသုတ်တော်ကိုဟောကြားတော်မူခဲ့ပါတယ်။ပွင့်တော်မူပြီးကြကုန်သောဘုရားရှင်ပေါင်းတို့ဟာလည်းဤပရိမိတ္တဇာလသုတ်ပရိတ်တော်ကိုတစ်ကြိမ်စီဟောကြားတော်မူခဲ့ပါတယ်။ဘုရားဗုဒ္ဓတော်စင်များအခုမြင်တွေ့နေရတာကတော့ဂျပန်နိုင်ငံကကမာကုရဘုရားနဲ့ပုံစံတူထုလုပ်ထားတဲ့ကမာကုရရုပ်ပွားတော်မြတ်ကြီးပဲဖြစ်ပါတယ်။
ရားကြီးရဲ့ဘဝန်းကျင်မှာတော့ယန္နာတာဝကအရှင်မြတ်10ပါးတို့ကရစွာဘုရားကိုလက်ကြော့ထိုးလက်အုပ်ချီမိုးလျက်မတ်တရက်ပူဇော်ကြော့နေကြပုံများထိုးလုပ်ထားတာကိုလည်းအားရကြီးညိုစွာဖူးမြော်နိုင်ကြမှာဖြစ်ပါတယ်ဗုဒ္ဓသာသနာစိရန်ဒိဋ္ဌထုဗုဒ္ဓသာသနာစိရန်ဒိဋ္ဌထုဗုဒ္ဓသာသနာစိရန်ဒိဋ္ဌထု